ဂျိုးဂျာတို့နောက်ခြေတလန်းနောက်ကျခဲ့တဲ့ကမ္ဘာချန်ပီယံအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Dimension ရွှေတီ Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိဟာဘောလုံးရာသီတဝက်ကျိုးကိုရောက်ဖို့တပွဲပဲလိုအပ်ပြီးချန်ပီယံလောင်းခရီးအတွက်အားလုံးကအကျိတ်အနေဖြစ်နေကြပါတယ်ဒုတိယရာသီဝက်မှာအပြောင်းလဲတွေအများကြီးရှိအောင်မယ်ဆိုပေမဲ့ရာသီကုန်မှာပန်းနိုင်ရောက်ချင်ရင်တပွဲချင်းအာရုံစိုက်ပြီးတလန်းချင်းလှမ်းဖို့လိုအပ်ပါတယ်ဒီတစ်ပတ်မှာအသင်းကြီးအားလုံးနိုင်ပွဲကိုစီရှာဖွေနိုင်ခဲ့ပေမဲ့ကမ္ဘာချန်ပီယံချက်စီကတော့တစ်ဖိုကြီးထုတ်ပြရင်ဘာမှဆက်မဖြစ်လာတော့ပါဘူးချက်စီဟာဒီတစ်ပတ်မှာ Unai Emery နဲ့ Good Evening Squad နဲ့ရင်ဆိုင်လိုက်ရပြီးနော်ရှုံးပွဲကြုံလိုက်ရပြန်တာကြောင့် Top 4အပြင်ဘက်ကိုရောက်ရှိသွားခဲ့ပါတယ်ဒီတစ်ပတ်ဇယားထိပ်ပိုင်းမှာပြိုင်ဆိုင်မှုပြင်ထန်နေပြီး Manchester City ဟာ Nottingham Forest ကိုအမှားအယွင်းမရှိအနိုင်ယူထားတာပါ Arsenal ကလည်းနောက်ထပ်အုံကိုကျေးဇူးကြောင့် Brighton ကို 2-1 နဲ့အနိုင်ရပြီးအဆင့်1ကနေဆက်လက်ရပ်တည်နေပါတယ်လီဗာပူးကတော့ Anfield မှာထန်းစင်းဆောင်အောက်ဆုံးကနေချန်ပီယံရှစ်ကိုခြေတစ်ဖက်လမ်းနေတဲ့ Wolves အသင်းကိုရှင်ပြိုင်ကစားခဲ့ရပါတယ်ဒီပွဲဟာဂျိုးဂျာတို့နဲ့ဝင်ဘလီတို့အတွက်ဒီယေဂိုဂျိုတာအမှတ်တရလွမ်းစရာလည်းဖြစ်ခဲ့ပါတယ်လီဗာပူးကပထမပိုင်းမှာပြိုင်ဘက်ကိုလှမ်းမိုးကစားထားပြီးဂိုးရဖို့အခွင့်အရေးတွေရရှိခဲ့ပါတယ်ဂျိုးဂျာတို့အတွက်42မိနစ်မှာ Ryan Gravenberch ကအဖွင့်ဂိုးသွင်းခဲ့ပြီးနောက်10မိနစ်အကြာမှာဝေဖန်မှုတွေအောက်က Florian Wirtz ကသူ့ရဲ့ပထမဆုံးပရီးမီးယားလိသွင်းဂိုးအဖြစ်ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်ဂျိုးဂျာတို့ကနှစ်ဂိုးပြည့်ဦးဆောင်ထားလို့တက်တောင့်တက်တာဆက်ကစားရမယ်အစားဒုတိယပိုင်းမှာကစားပုံကျဆင်းပြီးရုန်းကန်သွားရပါတယ်။ Wolves ကခြေပါကိုပြန်လည်ရရှိသွားပြီးဂျိုးဂျာတို့ဘက်ကိုအချိန်ချင်းထိုးပေါက်လာတဲ့အခါပွဲပြီးတဲ့အထိပရိသတ်တွေဂိုးထပ်မပေးရဖို့ဆူတောင်းနေခဲ့ရပါတယ်။တစ်ဖက်အသင်းဂိုးထပ်မရတော့ဘဲ2-1နဲ့ပြီးဆုံးသွားမှာပဲဂျိုးဂျာပရိသတ်တွေပြုံးပြော်နိုင်ကြပါတယ်။ဒီပွဲအနိုင်ရလိုက်တာကြောင့်လီဗာပူးကလည်းအဆင့်4ကိုရောက်ရှိပြီးချန်ပီယံလိဝင်ခွင့်တနေရာကိုအပိုင်ကင်ထားနိုင်လိုက်ပါတယ်။ချက်စီကတော့ပုံစံကောင်းရနေတဲ့ Aston Villa ကို Stamford Bridge မှာရှင်ပြိုင်ကစားခဲ့ရပါတယ်။ Villa ကဒီယာတီ10ပွဲဇက်တိုက်အနိုင်ရရှိနေတဲ့အဆင့်3ကအသင်းပါ။ Villa ကနောက်တစ်ပတ်မှာ Emirates ကိုသွားကြရရှိတာကြောင့်သူတို့ရဲ့အဓိကကစားသမားတွေကိုအနားပေးထားပြီးမှပွဲထွက်လာပါတယ်။ကမ္ဘာချန်ပီယံတို့ကပထမပိုင်းကစားပုံကောင်းပုံပြီး39မိနစ်မှာဒေါင်းကန်ဘောကနေရရှိလာတဲ့အခွင့်အရေးကို Jaro Pedro ကသွင်းဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာလူစားလဲမှုတွေကပွဲအဖြေကိုပြောင်းလဲစေခဲ့ပါတယ်။ Villa ဘက်က Oli Watkins, Jason Sancho နဲ့ Amadou Onana တို့ဝင်ရောက်လာတဲ့အခါ Chelsea တို့ Watkins ကိုခြေပါကိုပေးလိုက်ရပါတယ်။ Maresca ကပုံစံကောင်းနေတဲ့ကစားသမားတွေကိုထုတ်လိုက်ပြီးတလွဲအုပ်စုကိုထည့်ပေးလိုက်တာကြောင့်နောက်ကျဂိုးတွေနဲ့အနိုင်ယူနေကြ Villa ကို84မိနစ်မှာနောက်တဂိုးပေးလိုက်ရပြီးကမ္ဘာချန်ပီယံတို့ 1-2 နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ဒီပွဲရှုံးနိမ့်သွားတာကြောင့်ကမ္ဘာချန်ပီယံ Chelsea ကအဆင့်5ကိုပေးလိုက်ရပြီး Manchester United နဲ့အမှတ်2နေရာကိုရောက်ရှိသွားတဲ့အတွက်ဂျိုးဂျာရိုနာကိုခြေတလန်းနောက်ကျခဲ့ရပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။